အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါ vlog လေးရတော့မန္တလေးဈေးချိုမှာဟိုသွားစားခဲ့တဲ့ vlog လေးဖြစ်ပါတယ်နန်းတို့သွားစားခဲ့တဲ့ဆိုင်ကတော့မရကျော်ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကတော့ဈေးချိုမှာတော်တော်နာမည်ကြီးရပေါ့နော်နန်းတို့လည်းဒီဈေးချိုသွားတာသွားတယ်ဒါပေမဲ့ဘယ်ဆိုင်လေးစားကောင်းလဲဆိုမှမသိဘူးသူသမီးအဲ့လိုလမ်းကြားထဲမှာဆိုင်လေးရှိသေးတယ်ဆိုမှမသိဘူးဒါ first time ပေါ့နော်ဒီကိုရောက်ဖူးတာပါသူ့စီမှာရတာလေးတွေကတော့တော်တော်လေးကိုစုံစုံလင်းလင်းလေးပေါ့နော်အဲ့လိုငါးရီခွန်ကျော်တုပ်ကလုံးဝနာမည်ကြီးဆုံးထမင်းတုပ်လည်းအရန်စားကောင်းနေပြီးတော့ဒီစိတ်ဥချမ်းစိတ်သားနဲ့ပတ်သက်တာလေးတွေအမဲသားနဲ့ပတ်သက်တာလေးတွေအဲ့လိုအတုပ်ဆောင်နေပါရတယ်ပေါ့နော်ဒီမန္တလေးဒေသစားစားဖြစ်တဲ့ခမုံတုပ်တို့ကြာစံဟင်းကပိတ်ဆွဲဟင်းချိုငဖယ်လုံးဟင်းချိုလေးလည်းရတယ်ပေါ့နော်အဲ့တော့နန်းတို့ဘာတွေစားလဲဆိုတာအတူတူလိုက်ကြည့်ပေးကြပါအောင်ရှင်ဟုတ်ပါမယ်လိုက်ကြည့်ရကန်နာကပြဒီဘောပြရှိတယ်လေရုပ်ရှိတယ်လေပြောပါလားတော့ပါတော့ရကောင်းတဲ့ခွင်းတော့ဟုတ်တယ်လေทำเล่นของใครเนี่ยผมใครเนี่ย ဘာလို့လဲဆိုရယ်ဘယ်လိုလုပ်ရလဲမိုင်းကိုကြောက်သားကြည့်ပါလားဟာလေကိုကြည့်ရဟုတ်တယ်ရတော့ကဖြုတ်နေဟုတ်လားဒါဘာရင်းလို့လဲမလို့ကောင်းတယ်อ่ะဝေါင်းလို့ပြောလေကောင်းတယ်တော်တော်လေးတော့လုံးလောက်ပေးပါသုံးလုံးပါတော့ကောင်းပါဒါစိတ်ကြီးနဲ့ဘယ်သူထည့်တာစိတ်ဟုတ်မာရရဆိုဒီဆောင်းကောင်းတယ်